တောတာရှင်များအားလုံးမင်္ဂလာပါခင်ဗျာလီယိုအော်ဒီယိုဘောက် channel မှာကြိုဆိုလိုက်ပါတယ်ဒီကနေ့နားဆင်ရမှာကတော့ဆီယမခင်ခင်တို့ရေးသားထားတယ်ဒီဈေးတစ်တာကလေးဆိုတဲ့ဝတ္ထုတိုလေးကိုနားဆင်ရမှာပဲဖြစ်ပါတယ်ခင်ဗျာအခုတလောအမေကကျမတို့ကိုသူပိုင်တဲ့အိမ်အောင်မှုပစ္စည်းဟောင်းလေးတစ်ခုမဟုတ်တစ်ခုစိတ်ကူးလေးရပေးတတ်ပါတယ်ကျမသတိထားမိသလားအထူးသဖြင့်ဒီဘက်နှစ်တွေမှာပို၍အသေးစိတ်လာနေတယ်တလောကတော့ငါရှေးကလေကြီးတွေမှာတုံးကြတယ်လှော်ရဲကြီးတစ်ချောင်းကိုပေးပါတယ်လှော်ရဲကြီးကကျမအရက်ထက်ကိုရှည်ပြီးတက်ပြားကြီးကပဲဓာတ်ပုံကြီးတစ်ချက်စာလောက်ရှိနေတယ်ရေးတွေညော်တွေကဖြတ်တန်းမှုကိုပြလို့နေတာပေါ့ကျမကအိမ်ရောက်တော့ဝင်းဆက်သွားအောင်ကော်ဘက်စားလိုက်တယ်ဝင်းပသွားတဲ့လှော်ရဲကြီးကိုကြည့်ရင်ဒီလှော်ရဲကြီးဖြစ်မြစ်စုံမြစ်ဆန်လောက်ကန်ကျွေးမွေးခဲ့တဲ့ကျေးဇူးရှင်အဖေနဲ့အမေလေသမားဇနီးမောင်နှံကိုမြင်အောင်လာမိတော့တယ်မြစ်စိတ်ကတက်လာတယ်ဒီလော်ရက်ကိုထမ်းလာတဲ့အဖေကအခုတော့မရှိတော့ပါလော်ရက်ကိုလေကြီးပေါ်မှာမထားခဲ့ပဲဟန်ပါပါထမ်းလာတာကိုထိုစဉ်ကကျမသဘောမပေါက်ခဲ့မိပါတကယ်တော့အဖေကသူပင်မမန်းလောက်ကင်ကျွေးမွေးနေတာသားသမီးတွေကိုပြချင်းဖြစ်နိုင်တယ်လို့တနည်းအားဖြင့်မောင်နှမတွေများတဲ့ကျမတို့ကိုစာကြိုးစားကြကိုတောင်ဝင်ကိုကြည်ကြလို့နှုတ်ကမပြောပဲလော်ရက်ကြီးကိုပြောခိုင်းခြင်းလည်းဖြစ်နိုင်ပါတယ်အခုတော့ဒီလော်ရက်ကြီးကိုကျမတို့အိမ်ထဲမှာချိတ်ထားရင်ကျမဂုံယူနေတတ်ခဲ့ပါပြီမောကြည့်လိုက်တာမိဘနှစ်ပါးရဲ့ကျေးဇူးဂုံကြီးဟာလော်ရက်မှတဆင်ကျမထံစီးဆင်းလာတတ်ပါတယ်လော်ရက်ကြီးပေးပြီးတိတ်မကြခင်မှာတော့အမေကဒုတ်ကလေးတစ်ချောင်းကိုပေးပြန်ပါတယ်ရင်းတိုင်းနှစ်သားလို့မာကျော်ပြောင်လက်နေတဲ့တရောင်ငန့်ရှည်သည့်ချက်လုံးဝိုင်းတာဒုတ်ချောင်းလေးတစ်ချောင်းသာဖြစ်လေတယ်ဒါအမေတို့စင်အိုးပေါင်တွေဆွဲပြီးစင်အိုးမြေအိုးတွေရောင်းတော့ကအိုးခုတ်တော့ပေါ့အိုးဝဲသူလာရင်ဒီတုံးနဲ့ခောက်ပြရတာဒေါင်ငရဲမီဝဲသူကကြိုက်တော့ဝဲပြည့်အောင်ခောက်ပြရတာပဲအမေတို့တစ်သက်လုံးသိမ်းလာတာမပြောက်စေနဲ့အိုးခောက်တန်နဲ့အမေတို့ထမင်းစားလာခဲ့ရတာသမီးရဲ့အမေကဒုတ်ချောင်းလေးရာဇဝင်ကိုရှင်းပြပါတယ်အမေရှင်းမပြတော့လေဒီဒုတ်ချောင်းလေးကိုတော့ကျမကောင်းကောင်းအမှတ်ရနေမိပါတယ်ကျမငယ်ရွယ်စဉ်မူလာတန်းကျောင်းသူဘဝတုန်းကအဖေနဲ့အမေကအေယာရီမီယိုးတလျှောက်စင်အိုးစစ်ဖောင်တွေဆွဲရင်12ပွဲလိုက်၍အိုးရောင်းခဲ့ကြဘူးလေပွဲတော်ရသည်လား12ပွဲဈေးတယ်တစ်ဖက်ကလောက်ကန်ရင်တစ်ဖက်ကလည်းမြင်းချံမျိုးမြောက်ဈေးထဲမှာအိုးဆိုင်ကြီးဖွင့်ကရောင်းခဲ့ကြပါသေးတယ်မြင်းချံမြောက်ဈေးအိုးဆိုင်ကိုတော့ကျောင်းပိတ်ရက်တိုင်းကျမဈေးကူလိုက်ရတယ်ကက်ကျန်းကြီးတွေဆက်ခင်းပြီးလဲသုံးစီးတိုက်စာလောက်များတဲ့အိုးပုတ်တွေကိုပုံပေးရင်အမေကကျမနဲ့ပြစ်ထားတတ်တယ်ဝယ်သူကအိုးပုတ်ကလေးတွေလိုတာထက်ပိုယူတာခိုးကြဝက်ချတာကိုတော့ကျမကကလေးပီပီပြောတိုင်းဆိုတိုင်းအမေကတော့သမီးရဲ့ခိုးပါစေယူပါစေကွဲပါစေမြေတယ်ပဲဟာမြက်ပါတယ်အေးအိုးဆိုင်လှဲဝင်တိုးတာတော့ခောက်ချိုးကြံပါသေးတယ်ငါသမီးနဲ့မတွန့်နဲ့အမေကတော့ရာ90ဝင်းရာဝင်စင်အိုးကြီးတွေကိုတထောင်ထောင်ခောက်ပြရင်ဆုံးမနေတတ်လေတယ်စင်အိုးတစ်လုံးဈေးတဲ့ဖို့ရေအမေမှာအိုးခောက်တုပ်ကလေးကိုလက်အံသေးအောင်စုပ်၍စင်အိုးတန်းကြားတနေကုန်ချွေးတစ်လုံးလုံးရှိနေတတ်တယ်အခုတော့ဟိုးတော့ငါသတိမထားမိခဲ့တဲ့တန်မိုးရဲ့လို့မတတ်မှတ်ခဲ့မိတော့အိုးခောက်တုပ်လေးကိုအမေကအမျက်တနိုးသိမ်းခိုင်းနေပြန်ပါပြီဒီတုပ်ချောင်းလေးကိုလည်းကော်ဘက်ဖြစ်စားကဖျားစင်ပေါ်မှာကျမတင်ထားပစ်ခဲ့ပါတယ်ဒီတခါအမေပေးပြန်တဲ့ပစ္စည်းကတော့ပတ်စံတစ်တာကလေးဖြစ်လို့နေပါတယ်ဒီပတ်စံတစ်တာလေးကိုတော့အမေပေးလိုက်ပြီဟုကျမမထင်ခဲ့ပါအမေကိုယ်တိုင်ပဲလေအိမ်ပေါ်ဓာတ်ကဗီဒီယိုဟောင်းထဲမှာအမျက်တနိုးသိမ်းဆဲထားတဲ့တစ်တာကလေးဖြစ်ဒီကတကြောင်အထဲမှာပတ်စံတွေအပြည့်အသိထည့်ထားသည်ကတကြောင်ကြောင်ဖြစ်လေတယ်ဒီပတ်စံကအမေတို့ချွေးနေစာငွေတွေဖြစ်တယ်သို့တော့ကျမအပါဝင်အမေသားသမီးမြေးသားတွေကဒီပတ်စံတွေကိုဘသူကမှရောင်လို့ပင်စိတ်မဝင်စားကြပါထို့အတူတစ်တာလေးကိုလည်းမျက်စောင်းပင်လှည့်မကြည့်ကြမိပါအမေတို့အိမ်အောင်ကြစားကအိမ်အောင်ဦးပစ္စည်းကလေးသမီးရဲ့ညီးဖေနဲ့ငါလူကြီးတွေနေရာချထားလိုက်ကြတော့လေလေကြီးတစ်စီးလက်ဖွဲ့လိုက်ကြတယ်ပြီးတော့ညီအမေကြီးမမေခင်ကဒီပတ်စံတစ်တာလေးကိုငါတို့ကိုပေးတာပဲအဲ့ဒါသူ့ဖွားရည်လက်ထက်ထဲကဟာတဲ့တွက်တာကြည့်ပြီတော့အနှစ်တရာပြုတ်လောက်တော့ရှီရောပေါ့အေးငါဖြစ်ယူသားလာရတယ်လိုချင်မက်ဆက်တယ်မရှိလားပါနောက်တော့မှဈေးအောင်စားကြလို့ပြောတာပါလားလို့အောင်းမေးမိရတော့တယ်အခုတော့ဒီပစ္စံတစ်တာလေးကိုခေအဆက်ဆက်ကန်ခဲ့ကြသူတို့ပင်လောကတွေကထွက်ခွာသွားကြပါပြီအမေပင်လျင်ကတ်လို့အမေကပစ္စံတစ်တာဟောင်းလေးကိုကျမလက်ရောက်လက်ဆင့်ကမ်းပြန်လာလားအထဲမှာငွေဆက်ကူတွေပါသေးတယ်စိမ့်စိမ့်ပြပြငွေဆက်ကူလေးတွေကမိဘနှစ်ပါးဤချွေးနေစာတွေဒီတစ်တာလေးအိမ်ယူလာခဲ့တော့လေအမေအိုးတဲ့ဘဝဟောင်းကိုတတိပြမိပြန်တယ်ထိုစဉ်ကကျမသည်မူလာတန်းကျောင်းသူဘဝဖြစ်ပါတယ်မြင်းကျက်မျိုးမြောက်ဈေးတန်းထဲမှာအမေကအိုးဆိုင်လေးဖွင့်ကအိုးရောင်းခဲ့တာကျမပြောခဲ့ဘူးပါပြီ
ဒီအိုးတွေကရွှေဘိုနယ်ကြောင်မြောင်း၊နှွေငိမ့်ရွှေကုံရွှေတိုက်ဘက်မှလာသောစင်အိုးစင်ခွက်များမြင်းချံနယ်တဝိုင်းမှာထွက်တဲ့မြေအိုးများနဲ့မြန်မြန်ဆန်ဆန်ရှိခဲ့တဲ့အမေအိုးဆိုင်ကလေးကိုကျမမျက်စိထဲအခုထိမြင်အောင်နေသေးပဲဖြစ်ပါတယ်။ပြောင်လက်တောက်ပနေတဲ့စင့်တယ်များနဘက်အိုးရနပိုအိုးနဲ့မိထီလာအိုးတောင်သာအိုးပကန်းအိုးစတဲ့မြေထဲအိုးလေးများကအမေဆိုင်မှာပို၍ရောင်းတတ်ပါတယ်။အမေအိုးဆိုင်လေးမှာကျောင်းပိတ်ရက်တိုင်းကျမဈေးကူရောင်းခဲ့ရတော့တနေကုန်နဲ့တနေကန်းလာသမျှဈေးဝယ်ကိုမူးစုပဲစုမပြင်းမရီစောင့်ရောင်းနေတတ်တဲ့အမေပုံရိပ်ဟောင်းနဲ့ကျေးဇူးတရားကိုကျမမမေ့နိုင်ပါအဖေပစိုးဟောင်းကိုခေါင်းကြီးပေါင်းထမိန်တိုတိုဝစ်ခါဝယ်သူလာတိုင်းအညာနေပူပြင်းပြင်းနဲ့ထွက်ခါအိုးပြရသည့်အမေပူရမှန်းမသိရောင်းဖို့သာစိတ်တန်နေတယ်တအိုးရောင်းရတော့တအိုးရော့တယ်မဟုတ်လားမြေအိုးအသုံးများကြသည့်အဲ့ဒီခေတ်တုန်းကတော့အမေအိုးဆိုင်လေးသည်ဒီခေတ်စတီးပစ္စည်းဆိုင်ပလတ်စတစ်ဆိုင်တွေလိုပဲအိမ်အောင်မှုသုံးပစ္စည်းရောင်းဆိုင်လေးဖြစ်လို့နေတယ်အိမ်ရှင်မများဤမရှိမဖြစ်အိမ်သုံးမြေထဲပစ္စည်းဆိုင်လေးမို့ရောင်းမှန်းဝယ်ပန်းတော့လှခဲ့တယ်တခေတ်တခါကမြေထဲယဉ်ကျေးမှုလည်းကြီးခဲ့တယ်လေထမင်းချက်လည်းမြေအိုးဟင်းချက်လည်းမြေအိုးတောက်ရည်လည်းမြေအိုးဖျားညောင်ရည်အိုးဒီပြင်လည်းမြေညောင်ရည်အိုးလည်းပင်ရှိကလေးတွေနဲ့မျောလိုက်ရတာတော့လည်းပင်ကိုညောင်ရည်အိုးကြလို့ဟုပုံကန်းခဲ့ကြရသည်မြေညောင်ရည်အိုးလေးတွေကရင်နှစ်ပန်းတွဲလိုက်သည့်အခါဖျားစင်မှာအိုးဆူဆူပန်းဆူဆူကြက်တည်တော်တစ်မျိုးတိုးရသည်မဟုတ်ပါလားမြေအိုးဝယ်သူကမြေအိုးလေးကိုလက်ပွားပေါ်တင်းပြီးအိုးပက်လေးကိုလက်စစ်ချောင်းလေးများဖြင့်တထောင်ထောင်ခောက်ကြည့်ကအိုးရွေးတတ်ကြတယ်တခါတရံအိုးရွေးမရဖြစ်နေတဲ့ဈေးဝယ်ကိုအမေကအိုးကူရွေးပေးရသေးတယ်ဒီအိုးမယူနဲ့အတန်လေးလိုက်နေတယ်ဒီအိုးယူရောင်းမရဲ့အိုးကိုဟင်းတမ်းမချက်နဲ့ဖိုးခွင်းမော်တင်ပြီးမီးပူနဲ့အိုးကျင့်လိုက်အောင်နှလော3လလောက်တော့ကျင့်ပြလိုက်ဟေးတကယ်တည်းနေပါရောတော့တက်တက်လွတ်မကြလို့ကတော့မကွဲလာကြသေးဘူးသုံးပါလိမ့်အမေမြေအိုးလေးတွေကတလုံးမှတမတ်ငါမူအိမ်အောင်တိုင်းကအလွယ်တကူသုံးဆွဲနိုင်ကြလေတယ်ကျမမမေ့သလား90ဝင်းစင်အိုးကြီးတလုံးမှ3ချက်ပါထိတ်တန်းချောစားစင့်ကောင်းနေမှ5ချက်ဈေးထဲတွင်ဈေးချင်းတစ်ဖက်မြေအိုးလေးတွေတစ်ဖက်ဖြစ်ဈေးဝယ်လာသူအိမ်ရှင်မများ၏ဟန်ပန်ကလည်းထိုခေတ်ကဈေးဝယ်မြင်ကွင်းတစ်ခုဖြစ်ကျမစိတ်အာရုံနဲ့ထင်ဟပ်နေခဲ့၏အမေအိုးဆိုင်လေးဈေးရောင်းကောင်းသည့်နေ့ဆိုရင်အမေတက်တာလေးထဲမှာကာတွန်းဦးအောင်ရှင်ဤဇက်လိုက်တထေကြီးဥကက်စီဤငွေတိုက်ထဲကဒင်းကားအိတ်တွေလိုအကျွေအနှုတ်တွေနဲ့ပြည့်နေတော့တယ်ထိုတက်တာလေးသည်ကျမတို့မမွေးခင်တည်းကပဲကျမတို့ဘိုးဘေးများပိုင်ဆိုင်ခဲ့ကြသောရှေးဟောင်းပစံတက်တာလေးမို့ကျမအတွက်တော့ဘိုးမွေဖွားမွေမိမွေဖောက်မွေဖြစ်လို့နေတယ်ဒီတက်တာလေးကငါတို့လှေကြီးနဲ့ကုန်ကူးခဲ့ကြတဲ့ကထဲ့ခဲ့တူခဲ့တဲ့ပစံတက်တာလေးမပြောက်ပြက်ရပါဘူးအကျိုးပေးလိုက်တာမှပစံတက်တာလေးမှာကျွန်းသားကိုရင်နံကြီးတုတ်ထားတော့ကြောင့်ရွှေညုံရောင်တောက်နေတယ်တက်တာလေးကအလျား12လက်မှာအနံ9လက်မှာအမြင့်9လက်မှာရှိတယ်တောင်လေးတောင်တွင်ကြေးဝါတောင်ကွေးစွများဖြင့်ဆွေးမကြော့အောင်ကျွန်းသားတဲ့နစ်ဝင်အောင်စုံကုတ်ကုတ်ထားလေတယ်တစ်တာအဖုံးကိုတွဲဆက်ထားတဲ့ပတ်တာသေးသေးလေးများမှလည်းကြေးပတ်တာလေးများဖြစ်လေတယ်တစ်တာရဲ့ရှေ့မျက်နှာစာမှာတောပေါက်ကလေးတစ်ပေါက်လည်းပါတယ်တစ်တာအဖုံးပေါ်မှာတော့ပတ်စံအကျွေထည့်စရာတလက်မခန့်ရှေ့မျောမျောအပေါက်ကလေးလည်းပါလို့နေတယ်တောပေါက်မှာရောအပေါ်အဖုံးမှာပါကျင်းနှမ်းမြင်လေးများကိုအသားထဲမြုပ်ခါကနုတ်ပန်းလေးတွေဖော်ကာထွင်းထားပါတယ်တစ်တာအတွင်းပိုင်းမှာတော့ဘေးဘက်အကန့်အံဝက်ကလေးလည်းပါတယ်အဖုံးပိတ်ကလေးနဲ့လည်းဖြစ်လို့နေတယ်တစ်တာဤခါပြက်တွင်ဂျေးဝါတုံးလေးများခံထားတဲ့အံပိတ်ကလေးတစ်ခုလည်းပါပါတယ်အံပိတ်ဤအောက်မှာတော့ငွေဆက်ကူများထားလေးရှိပြီးအံပိတ်ပေါ်မှာတော့အကျွေနှုတ်များအပေါက်မှပစ်ချတတ်ပါတယ်တစ်တာဤအဖုံးဘက်တွင်ဂျေးပြားကြီးကန်လန်ခံထားတဲ့ဆော်ရွက်တူဆော်ရွက်စများထည့်စရာပေါင်တန်းကလေးလည်းရှိလို့နေတယ်တစ်တာလေးကတေးသေးပေမဲ့အားလုံးဆွေးဆွတ်ထားသည့်အနုကင်လက်သမားဆရာလက်ရာတွေကြီးဖြစ်လို့နေပါတယ်ဒီတစ်တာလေးကိုဘသူကများစိတ်ရှည်လက်ရှည်လုပ်ခဲ့တာပါလေဈေးတစ်တာလေးကအမေဤမိကန်တစ်တာလေးဆိုရင်လည်းမမားနိုင်ပါတစ်တာတော့ကိုခတ်ထားပြီးပတ်စံထဲ့လို့လေအဖုံးပေါ်အပေါက်ထွဲသို့ထည့်၍သွင်းလိုက်ရုံပါပဲအမေအိုးရောင်းသည့်ငွေမှာအကျွေအနှုတ်စိတ်ကလေးများမို့အပေါက်ထည့်လိုက်လေပတ်စံမြည်တမ်းတောက်ခနဲကြားရသည်ကပင်ကျမအဖို့ပျော်စရာကြည်နူးစရာထင်ခဲ့ပါတယ်ဈေးဝယ်ပေးသွားသောပတ်စံမှာအပေါ့အစစ်မဟုတ်အလေးစိစာဆိုရင်ကျမပိုတက်မှတ်မိပါတယ်အလေးစိဆိုတော့ပတ်စံကြတဲ့ကပိုပြီးသောကြောင့်ဖြစ်ပါတယ်ကျမတို့ငယ်စဉ်တစ်လျှောက်လုံးသုံးဆွဲခဲ့ရတဲ့အကျွေစိကလေးတွေကတော်တော်ချစ်စရာကောင်းပါတယ်ငါးပြားစိ10ပြားစိတမတ်စိနဲ့ငါးမူစိတစ်ချက်စိစသဖြင့်တမျိုးတစ်ပါးသာသူ့ပုံနဲ့သူ့ဒီဇိုင်းဖြစ်လို့နေတယ်ထို့အပြင်အပေါ်စိအလေးစိဟူ၍နှမျိုးရှိရမှာတန်မိုးညီအကျွေစိချင်းတူတော့လဲပုံစံဒီဇိုင်းကကွဲပြားနေတတ်ပါတယ်ဥပမာ10ပြားစိအပေါ်စိမှာကနုတ်ပန်းကနုတ်နွယ်လေးများနဲ့ခန့်နှိပ်ထားတော့လေအလေးစိကတော့ချင်းသေးရုပ်ဖြစ်ပါတယ်
လမ်းတွင်သွားရင်လာရင်စော့ကစားရင်ပတ်စံကြွေစိတ်ကလေးများကောက်တွေ့လျင်ငွေတို့ကောက်ရသလိုအလွန်ပျော်ရတယ်တခါတရံဂျေးတက်နေတဲ့ပတ်စံစေလေးများကိုတရွေးစုမြေကြီးပေါ်ချ၍ဖနှောင်းနှင့်ပုတ်ခါဂျေးချွတ်ရသည်မှာပင်ကစားနည်းတစ်မျိုးဟုထင်မှတ်ခဲ့ရပါတယ်အမေတစ်တာလေးနဲ့ကျမရင်းနှီးခဲ့ရသည်မှာလည်းဒီအကျွေစိတ်ကလေးတွေကြောင့်ဖြစ်ပါလိမ့်မယ်အမေအိုးဆိုင်လေးမှာဈေးကူရောင်းရင်ပတ်စံကြွေစိတ်လေးများတစ်တာတဲ့ခုံပေါက်နေတဲ့တချွင်ချွင်ကိုကျမကြားသည့်အခါတိုင်းတစ်တာလေးကိုလှုပ်ပြီးနားထောင်ခဲ့ပါတယ်ဒီလိုမလုပ်ကောင်းဘူးလို့လည်းအမေကပြောတတ်သေးတယ်တခါတရံအမေအလစ်တွေပတ်စံတစ်တာကိုအပေါ်မြောက်၍ပေါက်ခါအပေါ်မှဒုတ်ကလေးဖြစ်ချူ၍အကျွေစစ်တစ်စိရအောင်နှိုက်ပြီးဈေးတော်ကအာရာဘူစီပြေးဝယ်စားရသည်မှာလည်းအရသာပိုလာပါတယ်ဒီတော့ကအာရာဘူစီတစ်ခုမှငားပြရဲ့နှကမ်းပါးနာတွေတကြားစေးထားလောက်တော့ပေါ့ပွားကားကားကြီးမို့တစ်ခုစားလိုက်လင်းပင်ချိုးအိုင်သွားရတာမဟုတ်ပါလားညနေဈေးသိမ်းချိန်မှာတော့ဈေးကအိမ်ပြန်မှာအမေဈေးတောင်းထဲတွင်ဈေးတစ်သားလေးကိုထည့်ရွက်ခါပေါင်ကြီးမဲကြီးတဲ့တားမိတွေပြန်လာကြမြဲဖြစ်တယ်လေရေမိုးချိုထမင်းချက်ပြုတ်စားတော့ပြီးညဘက်မှာတော့မိကွက်ကလေးထွန်းကအမေဈေးတစ်သားလေးကိုဖျားပေါ်တွန်ချရင်ကျမတို့ပတ်စံမျိုးတူရွေးရလေတယ်စောလင်းက9ပြားစီရွေးဝင်းနိုင်က10ပြားစီကိုရွေးသမီးကမက်ဆေလေးတွေကိုရွေးအပေါ်လေးပါတခါတည်းခွဲရွေးကြတော့အနာတွန်းလေး9တွန်းပါတော့မက်ဆေလေးများကိုအပေါ်စစ်တပုံအလေးစစ်တပုံရွေးက10စီပုံထားရတယ်ကျမတို့ပုံထားသော10စိပုံလေးတွေကိုမှအမေကစက်ကူဖြစ်လိုက်ကတောင်းသည်စက်ကူအတွင်းမှအကျေစီပုံစံအတိုင်းပတ်စံတောင်းကလေးတွေကပုံပေါ်လို့နေတယ်ဘယ်ဟာကမက်ဆေတောင်းဘယ်ဟာကကျက်စေတောင်းမြေယုံနဲ့သိတာသည်မဟုတ်ပါလားအိုးလဲတွေလာရင်အိုးကုံတွေလာရင်အိုးဘုံငွေကိုအမေကအစင်တစ်ပေးချေရုံလားအမေတက်တာလေးတဲကအကျွေစီလေးများသည်ကျမကလေးဘွားတစ်ချောင်းအလွန်တက်မှတ်ခဲ့ရသောတက်တုစင်အယုံများဖြစ်ပါတယ်ကျမတို့မိသားစုမြင်းကြံမှမန္တလေးသို့အပြီးပြောင်းရွှေ့ခဲ့ကြတော့အမေအိုးဆိုင်လေးကိုဝမ်းနဲ့ပက်လက်နဲ့မယောင်းရောင်းပစ်ခဲ့ရတယ်။အဖေကမန်းလေးမြစ်စိတ်မှာအခြေဆရင်လေကုန်ကူးကျင်လို့ပြောင်းခဲ့ကြခြင်းဖြစ်လေတယ်။အမေတစ်တာလေးကတော့ကျမတို့နဲ့အတူပါလာခဲ့ပါတယ်။အမေကတော့သူ့အိုးဆိုင်လေးကိုလွမ်းပြလွမ်းနာပင်ချလိုက်သေးတယ်လေ။ထို့နောက်တော့အမေကကျမတို့နေထိုင်သည့်မန်းလေးမျိုးစုံမြစ်စိတ်မှာအိမ်ရှိမျက်နှာစာမှာတဲပြန့်ကလေးထိုးပြီးဆိုင်လေးဖွင့်ခဲ့တယ်။ဒီတခါအမေဈေးဆိုင်လေးကမြေအိုးများမဟုတ်တော့ပါအဖေအညာဆန်လေးကြီးနှင့်တစ်ခေါက်တင်လာတတ်သောဆန်စီစားခွဲတင်ချမ်းစားသည့်အမာခံပစ္စည်းများနှင့်အတူကုံစိမ်းကုံကြောက်မုတ်ပဲတေစာကလေးများပါတင်ရောင်းသည့်ကုံစုံဆိုင်လေးဖြစ်လို့နေတယ်ဈေးရောင်းဝါသနာပါသည့်အမေမှာဒီဆိုင်လေးဖွင့်ပြတော့မှအိုးဆိုင်ခန်းစားမှုကပျောက်သွားခဲ့တယ်လေမနက်မိုးလင်းသူ့ဆိုင်လေးထဲမှာတလုံးလုံးနဲ့ချိန်လိုက်တွေ့လိုက်ရောင်းလိုက်ဝယ်လိုက်လုပ်နေတတ်တဲ့အမေကိုကျမတို့အမြဲတွေ့မြင်ခဲ့ရတယ်ကျမဒီပင်အလဲတန်းကျောင်းသူဘဝရောက်ပါပြီကျမကျောင်းပြန်လာသည့်နှစ်အမေဈေးဆိုင်လေးကိုဝင်ကူရတယ်။မိသွေးတစ်ချင်းအစိခွဲတင်တစ်စီးတစ်စင်စံတပီ12ကျပ်လက်မလဲအောင်ရောင်းခဲ့ရလေတယ်။သို့တော့အမေဈေးတစ်တာလေးထဲမှာဟိုတုန်းကလိုအကျွေနှုတ်ကလေးတွေမဟုတ်တော့တစ်တာပေါက်လေးတွေကိုကြက်တန်ငွေဆက်ကူရွက်များကိုသာလိတ်ခောက်ထည့်ရပါတယ်။တခါတရံရှာပပရောက်လာတဲ့အကျွေစီလေးများကလည်းငွေဆက်ကူတွေခံနေတော့ဟိုတုန်းကလိုတချွင်ချွင်မြည်မနေတော့ပါ။ညတိုင်းဈေးဆိုင်ကန်းတိမ့်ပြီးကျမတို့သားမိတစ်ချက်တန်း၅ချက်တန်း10တန်းငွေဆက်ကူလေးများကိုရွေးကြရပြီချက်တန်းစည်းလေးများကိုတရေပင်းဖြစ်စီးပြီးကတ်ထိုးရတယ်အကျွေးစစ်တွေလို့ဆက်ကူဖြစ်လိမ့်ခါတောက်စရာမလိုတော့မနက်လင်း၍ကျောင်းသွားတော့မီဆိုရင်အမေကကျမတို့မောင်နှမတွေကိုဈေးတစ်တာလေးတွေကနှှပ်ယူတယောက်လျင်တစ်ချက်စီမဖို့ပေးတတ်ပါတယ်အဲ့ဒီတုန်းကနာမည်ကျော်မန်းလေးမိရှိတပွဲမှတစ်ချက်ရဲ့စားပြော်သည်ဆိုတော့လဲသူ့ကာလာနဲ့သူ့ပစံမစားပြစ်တာများပါတယ်ကျမ10တန်းတက်သည့်နှစ်မှာတော့အမေကျမ်းမာရေးချူကြလာတော့ကြောင့်ဈေးဆိုင်ကလေးကိုခြုံလိုက်ရတယ်တိုလီမုတ်ဆပစ္စည်းလေးတွေလည်းအမေတင်မရောင်းတော့ပါစန်စီထင်းမီးသွေးစားသည့်အမာကန်အထားကန်ကုန်ပစ္စည်းများကိုသာအေးသက်သာရောင်းတော့တယ်ဒီအခါမှာတော့အမေဈေးတစ်တာလေးထဲမှာအရွက်ကလေးတွေမဝင်ကြတော့ပါငွေဆက်ကူကိုလည်းအမေချက်ချာမရေတွက်တော့ပါငါတို့ကရွာဖုံးကြီးကျောင်းတွဲဆိုတော့ဘဲတွေပိုင်တွေလောက်တင်ခဲ့ရတာကိုကနန်းကြီးသွားရင်မတွက်တတ်တော့ဘူးအမေကဒီလိုပြောတိုင်းကျမတို့ကဝိုင်းရကြတယ်အမေဈေးတစ်တာတွေကငွေဆက်ကူကိုညတိုင်းနေကျမက1000အုပ်ကတ်ထိုးကစီးပေးထားရတယ်အမေဈေးတစ်တာတွေခါတိုင်းလိုအချွေစစ်ကလေးတွေကြက်တန်ရက်ကလေးတွေရှုပ်ရှက်ခတ်မနေတော့ပါတရားပိုးရကန်ရတွေ့ရတာလဲခါတိုင်းလောက်မလေးပဲနော်ညဘက်ဆိုင်သိန်းနေအမေဈေးတစ်တာလေးထဲမှာငွေတွေပြည့်သိပ်လာတတ်တယ်တခါတရံပတ်စံတစ်တာဖုံးလေးပင်မပိတ်မိအောင်ပွင့်အားနေတတ်လေတယ်ပတ်စံတွေများလာတော့အမေကတစ်တာလေးကိုတော့ခတ်သိမ့်တက်လာခဲ့ပါပြီအခုတော့အမေဈေးမရောက်နိုင်တော့ပါအသက်အရွယ်လေးကလည်းထောက်လာခဲ့ပြီ
အမေကောင်းပေါ်ကစက်တကွန်အဖြူလှလှလေးတွေကလည်းဇရာဤအိုမင်းချင်းအမှတ်လက္ခဏာကိုပြလာခဲ့ပါပြီကျမတို့မောင်နှမတွေလည်းအရွယ်ရောက်လို့ကိုချရောက်ပေါ်ကိုရက်နိုင်လာပြီးမို့အမေဈေးမရောက်တော့တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်မြေးတွေကိုထိန်းရင်အိမ်မှာပဲအနားယူခဲ့ပြီအမေနဲ့အတူအမေဈေးတစ်တာလေးလည်းပင်စင်ယူသွားခဲ့ရပါပြီသို့တော့အမေမှာဈေးရင်ငွေတွေအများကြီးကျန်နေပါသေးတယ်နှစ်ပေါင်း90ကျော်အသုံးပြုလာခဲ့တဲ့အမေဈေးတစ်တာလေးထဲမှာအဖေနဲ့အမေတို့ဤချွေးနှဲဆောင်ငွေတွေအပြည့်ရှိလို့နေပါတယ်အသွေးဆောင်အယောင်ဆုံးဒီဇိုင်းဆုံးလှပသောထိုငွေစက်ကူလေးများကိုအမေသည်စိတ်ကူးရတိုင်းထုတ်ကြည့်နေတတ်ခဲ့တယ်အဖေဤလှေလော်လေကက်ဘဝနှင့်သူဈေးရောင်းခဲ့ရတဲ့ဘဝတွေကိုပြန်အောင်မေ့ရင်လွမ်းလွမ်းဆွဆွရှိပုံလည်းရပါတယ်မိဘဘိုးဘွားလက်ထက်ကလေးကတယူတရအသုံးပြုလာခဲ့သောဈေးတစ်တာလေးကိုကျမတို့သားသမီးများအမွေဆက်မခံနိုင်ကြတာလဲစိတ်မကောင်းဖြစ်ပုံရပါတယ်ကျမတို့မောင်နှမတွေကတော့ဈေးရောင်းဈေးဝယ်ဘဝတွေမဟုတ်ကြကိုဝင်ကိုတပိုင်းတနိုင်ထမ်းကြရင်အမေဈေးတစ်တာလေးနဲ့ကျမတို့ဝေးခဲ့တာပင်ကြာခဲ့ပြီအမေကသူ့ဈေးတစ်တာလေးကျမကိုအမွေပေးလိုက်သည့်နေ့ကကျမမျက်ရည်ကျမိပါတယ်တချိန်ကရွှေညိုရောင်တောက်ပခဲ့ဘူးသောအမေဈေးတစ်တာလေးကအခုတော့ရင်းနှံရောင်မင်းမဆိုတော့အမေကဖုန်လေးတုတ်ခါကျမလက်ထဲထည့်လိုက်ခြင်းဖြစ်တယ်တို့မျိုးရိုးကလေတကြီးကုံတယ်မျိုးရိုးလေကြီးတွေနဲ့ကုံရောင်းကုံဝဲလုပ်ရင်ဘဝတွေဖြတ်တန်းလာခဲ့ကြရတာများဟောဒီတစ်တာလေးရဲ့တက်တန်းသာခံမှန်းကြည့်ရဲ့နှစ်ပေါင်း100ဆိုတာနဲရော်လားငါသားသမီးတွေကတော့ဒီအမွေမဆက်ခံနိုင်ကြဘူးဘာပဲဖြစ်ဖြစ်လေတစ်ချိန်ချိန်တော့အသုံးဝင်လို့ဝင်ညာငါသမီးသိမ့်ထားကွယ်ကြားလားအမေကငွေဆက်ကူရွက်လေးများကိုထုတ်ယူမထားပဲပေးလိုက်ခြင်းဖြစ်လေတယ်ကျမကလည်းဒီအတိုင်းပဲယူလာခဲ့ပါတယ်အမေတစ်တာလေးကကျွန်းသားရောင်မဲမဲငွေဆက်ကူတွေကတော့အယောင်ဆုံးလွမ်းစရာတော့အကောင်းတာပါဆ iam မခင်ခင်တို့ရေးသားခဲ့တယ်အမေဈေးတစ်တာလေးဆိုတဲ့ဝတ္ထုတိုလေးကတော့ဒီမှာရင်ပြီးဆုံးလို့သွားခဲ့ပါပြီခင်ဗျာကျွန်တော်ရဲ့ channel လေးကိုကြားညက်တတ်တယ်ဆိုရင် like နဲ့ subscribe လေးလုပ်ပြီးအသေးသေးတွေတင်နိုင်သိရှိနိုင်စေဖို့ဒီက notification လေးကိုလည်းနှိပ်သွားပေးကြပါအောင်ခင်ဗျာအားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ